အခုဒီဗီဒီယိုကိုကျွန်တော်ရိုက်နေတဲ့အချိန်မှာအချိန်အားဖြင့်ကတော့မနက်ခင်းတနားရီထိုးကနေဖြစ်သွားပါပြီ။ဘာလို့ဒီချိန်ဗီဒီယိုထားရတာလဲဆိုရင် YouTube မှာအများဆုံးတွေ့နေရတဲ့အိန္ဒိယနိုင်ငံကလုပ်တဲ့ Free Energy ဆိုတဲ့ game ကြီးပါပဲ။အဲ့တော့တကယ်ပဲ Free Energy ဆိုတာရှိသလား Energy ဆိုတာရောတကယ်ရော Free ရရဲ့လား Energy ဆိုတာတွေကို Free ရအောင်ကျွန်တော်တို့ဘယ်လိုလုပ်ဆောင်မလဲအဲ့ဒီအချက်တွေကိုကျွန်တော်ဒီ video ထဲမှာထည့်ပြီးတော့ပြောသွားမှာပဲဖြစ်ပါတယ်။စိတ်ဝင်စားတဲ့ဆိုတော့ video ကိုဆုံးဖြတ်ကြည့်လိုက်ပါအဲ့တော့ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ YouTube channel နဲ့ Facebook page ကိုလည်း like and subscribe လေးလုပ်ထားဖို့ကျွန်တော်အကြံပြုချင်ပါတယ်အဲ့တော့ free energy ဆိုတာပါလေဘယ်ကနေလာတာလဲဘယ်လိုတွေလုပ်တာလဲဒါကိုသိဖို့ကျွန်တော်တို့အရင်ဆုံးလိုပါတယ်အဲ့တော့ရှေ့သိပ္ပံပညာရှင်တွေအများစုကျွန်တော်တို့ထုတ်ခဲ့တဲ့ theory တစ်ခုရှိတယ်အဲ့ဒီထဲမှာ Einstein လည်းပါဝင်ပါပဲကိုရန်ဆယ်တန်းတော့ physics တွေထဲမှာချက်ခဲ့ရတယ် energy cannot be created or cannot be destroyed အဲ့တော့ energy ဆိုတဲ့စွမ်းအင်ဆိုတာကဖန်တီးလို့လည်းမရတယ်လို့ဖြည့်ဆည်းလို့လည်းမရပါဘူး renewable energy ကိုပါလို့ဆိုတာတကယ်တော့တစ်ပြန်လဲသုံးနိုင်တဲ့ energy တက်တာဖြစ်ပါတယ်စတင်ဖန်တီးထားတာမဟုတ်ပါဘူးပြောရရင်တော့ဘယ်နေရာမှအလကားရထားတာမဟုတ်ပါဘူးတခုခုတော့ပေးရပါတယ်ဆိုလာစွမ်းအင်ကနေပြီးတော့လျှက်စစ်ကိုလိုချင်နေစွမ်းအင်ရှိကနေပြီးတော့စွမ်းအင်တစ်ခုကိုလိုအပ်ပါတယ်အဲ့ဒီနေစွမ်းအင်ကိုမှလျှက်စစ်စွမ်းအင်ကိုပြောင်းပြီးတော့သုံးလိုက်တာပါအဲ့တော့ energy can be transformed မှာ energy ဆိုတာပြောင်းလဲလို့ရပါတယ်။မမရရကျွန်တော်9တိုင်းကောင်းသားလောက်ကဖြစ်လိမ့်မယ်။ free energy ဆိုပြီးတော့ motor နှလုံးကိုတည့်ပြီးတော့တိုးနဲ့ဆွဲလှည့်ခဲ့တဲ့အချိန်นี้အဲ့ဒီမှာကျွန်တော်နားမလည်ခဲ့တဲ့အရာတွေများခဲ့တော့ကျွန်တော်အချိန်นี้ရမ်းကုန်ခဲ့တယ်။ပညာတွေအများကြီးရခဲ့ပါတယ်။ဘာတွေလဲဆိုတော့ဘယ်နေရာမှလက်ကားမရပါဘူး။အဲ့တော့အခု YouTube မှာတွေ့နေရတဲ့ supply တွေဘာဝကျိုးတွေတည်ဝင်းတွေကိုတုံးပြီးတော့အမြဲတမ်းလိန်နေတဲ့ပန်ကာတွေလောက်တာတို့ဝေတုံးကြီးတွေတုံးပြီးတော့ free energy ဆိုပြီးတော့ motor နဲ့ dynamo နဲ့တွဲပြီးတုံးတာတို့တကယ်လည်းလူတွေမသိတာနောက်ွယ်မှာအများကြီးရိုးရှင်းပါအောင်ကျွန်တော်တို့ကြည့်ရဲ့3မိနစ်ဆို3မိနစ်4မိနစ်ဆို4မိနစ်စာအတွင်းမှာတော့လဲနေပေမဲ့ constant အနေနဲ့လဲနေဖို့လည်းမဖြစ်နိုင်ဘူးလို့1မိနစ်မှာပတ်ရ1000ဆိုလဲ1000ကိုအမြဲတမ်းလဲနေဖို့လည်းမဖြစ်နိုင်ပါဘူးအချိန်ကြာလာလေးလေးတို့ရဲ့လေပတ်စွမ်းအားတွေကလည်းကြာလာလေးလေးဖြစ်မှာပါကျွန်တော်တို့ကလျှက်စစ်ကိုလိုချင်တော့မီးစက်နှိုးရင်နှိုးဆိုလာတော့ရင်တော့တခုခုတော့ကျွန်တော်လို့ရမယ်energy source တစ်ခုကတော့လိုဖို့လိုတယ် energy source တစ်ခုကိုမှနောက်ထပ် source တစ်ခုကိုပြောင်းလိုက်တာကတော့လက်ရှိကသုံးနေတဲ့ theory ပဲဖြစ်ပါတယ် theory ရတော့ free energy ဆိုတော့လုံးဝမရှိပါဘူးကျွန်တော်အပူစွမ်းအင်ကို level စွမ်းအင်ပြောင်းမလားအပူစွမ်းအင်ကိုလျှက်စစ်စွမ်းအင်ပြောင်းမလားဒါမှမဟုတ်လျှက်စစ်စွမ်းအင်ကိုအပူစွမ်းအင်ပြောင်းမလားဒီလိုမျိုး changes တွေကိုအများကြီးလုပ်ပိုင်ခွင့်ရှိတယ်ဒါပေမဲ့အပူစွမ်းအင်ကို free ရဖို့ဆိုမဖြစ်နိုင်ပါဘူးကျွန်တော်အပူစွမ်းအင်ကိုကဘာမြေကနေပြီးတော့ free မရပါဘူး source တစ်ခုဆိုတဲ့နေရနေပြီးတော့ရတာပါအဲ့ဒီနေမှာလည်းကျွန်တော်တို့က helium ဆိုတဲ့တန်းငွေကြီးအများနဲ့ပေါက်ပွဲနေလို့အဲ့ဒီ source ကမြေမှာကဘာမြေကိုရောက်လာတာပဲဖြစ်ပါတယ်အဲ့တော့အနည်းဆုံးပြောရရင်ဘယ်အရာမှ free မဟုတ်ပါဘူးဘယ်အရာမှ free မရှိပါဘူး content creator တွေရဲ့ like တွေ view တွေရဖို့အတွက် free ဆိုပြီးတော့ကျင်းထဲတာတွေကိုကျွန်တော်တို့လိုဝါသနာရှင်တွေက like လုပ်တယ်မဖြစ်လာဘူးပြီးရင်စိတ်တွေညစ်တယ် creative တွေလုပ်ဖို့ကအားနည်းသွားတယ်အဲ့ဒီလိုအခိုက်အတန့်တွေလည်းကြုံရတယ်ကိုလို like လို့အောင်မြင်သွားရဆိုလို့ရှိရင်နောက်ထပ် creative တွေကိုထပ်ပြီးတော့လုပ်ချင်စိတ်တွေအများကြီးဖြစ်ပါတယ်။အဲဒီတော့ဖြစ်နိုင်ခြေရှိတာတွေကိုတွက်ဆပြီးတော့လုပ်ပါစာဖတ်ပါ YouTube မှာလေ့လာတယ်ဆိုပေမဲ့လည်း YouTube က view တွေအကုန်လုံးကိုလည်းမယုံပါနဲ့စာလည်းဖတ်ပါစာမဖတ်ဘဲနဲ့တော့ဘယ်အရာမှအမှန်ကန်ပြရမှာမဟုတ်ပါဘူး။အဲဒီတော့ဒီ view ကတော့ဒီလောက်ပါပဲ။ချမ်းလေးတဲ့ဆိုတော့ like share လေးလုပ်ပေးသွားနိုင်ပါတယ်။ကျွန်တော်မန်းစွန်ပဲဖြစ်ပါတယ်